ခဏလာပြီပါ ရှင်လူအစစ်ဟုတ်ပါတယ်နော် ဟုတ်တယ်ဟိုလေ ဟိုဟာလုံနေနဲ့ရှင်ဒီမှာဘာလုပ်တာလဲ တူတူပြောပါဗျာခင်ဗျာယုံကြည်ရပါမလား ညရပါရဲ့ ဟုတ်လားစိတ်ကောစိတ်ချရပါ စိတ်ချရပါရဲ့ ဒါဆိုကျွန်တော်ယူပြီ ရှင် မဟုတ်ဘူးလေဟိုခင်ဗျားနဲ့ကျွန်တော်နဲ့အပေးယူလုပ်တော့ရပြီလို့ပြောတာ ရှင်ဓာတ်ရုပ်ပေါင်းမလို့လား ဟာမပေါင်ပါဘူး မမရောင်းမလို့လား မရောဘူး ဒီ လို့ မှာပေါင်တာရောင်းနေဘာမှမလုပ်ဘူးနော် ကျွန်တော်ကပေါင်လဲမပေါင်ဘူးရောင်းလဲမရောင်းဘူးအမလို့ ဘာမှလဲ ကျွန်တော်ဘဝကြီးတစ်ခုလုံးအမယ် ရှင် မဟုတ်ဘူးဟိုကျွန်တော်ဘဝတည်းအရေးကြီးတဲ့ဟောဒီပစ္စည်းကိုအမလို့ပြောတာ ပေါင်တာရောင်းတာလည်းမဟုတ်ဘူးအမှဆိုတော့ရှင်ဘာအမှ အဲဒီပစ္စည်းကိုအမလေတခုတော့ရှိတယ်ခမားယောက်ျားမတိစေနဲ့